သူကဘယ်တော့မှအလုံးမလွဲခဲ့ဘူးတဲ့နာမည်ကျော်လူသက်သမားတယောက်ပါပဲဒါပေမဲ့သူကနီးလန်းမသိပဲကလေးတယောက်ဖြစ်ပြန်ပြောင်းသွားတဲ့အခါကုသဆေးရှာဖို့အတွက်ကျောင်းကိုအသွင်ယူပြီးပြန်တက်ဖို့လိုလာပါတယ်ဇလန်းအစမှာတော့ဂျိုးဆိုလို့ခေါ်တဲ့လူသက်သမားနဲ့စတွေ့ရမှာဖြစ်ပြီးသူ့ရဲ့အလုပ်ကလုံခြုံရေးတစ်ခွက်အနေငယ်ပဲရှိတာမို့လွယ်ကူမယ်လို့ပြောထားပါတယ်သူကအဆောက်အုံတစ်ခုကိုတွားပြီးဘယ်သူမှမမြင်အောင်ကင်မရာတွေကိုအရင်ဖျက်ဆီးလိုက်ပါတယ်ဒါပေမဲ့အတွင်းထဲမှာတော့လူမိုက်ကိုင်းတစ်ကိုင်းကိုတွေးလိုက်ရပါတယ်သူတို့တွေကတယောက်ကဂျူးစာကိုတနက်နဲ့ချိန်ပြီးချင်းချောင်းနေပြီမဲ့ဂျူးစာကတနက်ကိုအမြန်လူယူပြီးကျန်တဲ့သူတွေကိုပါပြစ်တက်လိုက်ပါတယ်လူတယောက်ကလက်ဆွဲအိတ်ကိုယူပြီးထွက်ပြေးဖို့ကြိုးစားနေတာကိုဂျူးစာကတွေးသွားပြီးမဲ့ကြီးစံကုန်သွားလို့သူ့ကိုခြေထိုးပြီးလှည့်ချလိုက်ပါတယ်အဲ့ဒီလူကသူ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်နေရင်ရုတ်တရက်တနက်ထုတ်ပြီးပြန်ဖြစ်ပါတယ်ဂျူးစာပျောက်သွားတာကိုသူတီးလိုက်ရတဲ့အချိန်မှာဂျူးစာကသူ့အနောက်ကနေရုတ်တရက်ပေါ်လာပြီးထိုးထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂျူးစာကလက်ဆွဲအိတ်ကိုသူ့ရဲ့အဖေခေါ်တစီကိုပေးလိုက်ပြီးအဆောက်အုံထဲမှာလုံခြုံရေး25ယောက်လောက်ရှိနေတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ခေါတာကဘာဖြစ်လို့အနေငယ်ပဲရှိတယ်လို့ပြောခဲ့တာလဲဆိုတာသူစဉ်းစားမရဖြစ်နေပါတယ်ခေါတာကအစီအစဉ်မှာသွားတဲ့အတွက်ဂျူးစာကိုတောင်းပန်လိုက်ပြီးမဲ့ဂျူးစာတယောက်တည်းနဲ့အားလုံးကိုကင်တွယ်နိုင်ခဲ့တဲ့အတွက်အံ့ဩနေပါတယ်ဒါဟာနာမည်ကျော်လူသက်သမားတယောက်စီကနေညှော်လင့်ထားတဲ့အရာပဲလို့လည်းငှက်ချက်ပေးလိုက်ပါတယ်ခေါထားကလက်ဆွဲအိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာနကြီးအိမ်တစ်ခုပဲရှိနေတာကိုတွေးလိုက်ရလို့သူတို့နှစ်ယောက်စလုံးအံ့ဩသွားကြပါတယ်ဂျူးဆိုတယောက်သူ့ရဲ့တိုက်ခန်းကိုပြန်လာတဲ့အချိန်မှာကောင်လေးတယောက်နဲ့မတော်တဆတိုက်မိသွားပြီးသူ့ရဲ့မျက်နှာပေးကိုမြင်လိုက်ရတဲ့ကောင်လေးကကြောက်လန့်သွားပါတယ်သူကကလေးတွေနဲ့ဆက်ဆံရတာကိုဘယ်တော့မှအဆင်မပြေခဲ့တာကိုပြန်စဉ်းစားမိပြီးကလေးတွေနဲ့ဆက်ဆံတာတော်ခဲ့မယ်ဆိုရင်သူ့မိသားစုနဲ့အခုထပ်ပို့ပြီးအဆင်ပြေနိုင်မလားလို့လည်းတွေးမိပါတယ်သူ့သမီးကိုဘာပြောရမှန်းလဲမသိဖြစ်နေပါတယ်ဘာလို့လဲဆိုတော့သူကသူ့အလုပ်ကလွဲရင်ကြံတာဘာမှမတော်ပဲအဲ့ဒီအလုပ်ကိုလည်းသူသဘောမကျလို့ပါပဲရုတ်တရက်နကြီးတကောင်ကသူ့ကိုလာတုတ်လိုက်တာကြောင့်သူကလူးလိမ့်ပြီးလဲကျသွားပါတယ်သူပြန်နိုးလာတဲ့အချိန်မှာတော့သူ့ဇနီးဟောင်းလေးကိုတွေးလိုက်ရပါတယ်သူမကဂျူးဇာကိုသူမရဲ့တခွေကန်းထဲရောက်နေတာလို့ပြောလိုက်ပြီးမှတ်ဉာဏ်တွေရှိသေးလားဆိုတာသိရအောင်မေးခွန်းတွေမေးပါတယ်သူ့ရဲ့ပြစ်မှတ်ကတက်ရှိတွေရဲ့မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုကိုသူတည်တနာလုပ်တဲ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတာလို့ပြောလိုက်ပြီးသူ့ကိုတုတ်လိုက်တဲ့နကြီးကလည်းတာမန်မဟုတ်ဘူးလို့ပြောပါတယ်တွေကမှတ်တစ်ချက်ပေးလိုက်တဲ့အခါမှာတော့သူကကလေးတစ်ယောက်ဖြစ်ပြန်ပြောင်းသွားတာကိုဂျူးဇောက်ကတွေးလိုက်ရပြီးလန့်သွားပါတယ်သူကပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်လို့ရမလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ရီကသူ့မလဲတေချာမသိဘူးလို့ပြောလိုက်ပြီးဂျူးဇောမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုခွဲခြမ်းစိတ်ဖြာဖို့မလွယ်ကူဘူးလို့လည်းရှင်းပြပါတယ်သူမကဂျူးဇောကိုအလုပ်တွေနားထားတင်တယ်လို့ပြောလိုက်ပြီးမဲ့သူကတော့အသုံးစိတ်တွေအတွက်ပတ်စံလိုအပ်တယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အထက်လူကြီးစီကနေဖုံးဝင်လာပါတယ်သူ့မှာတခုခုဖြစ်နေတယ်ဆိုတာကိုဂျူးဇောကဝန်ခံလိုက်ပြီးမဲ့အလုပ်လုပ်နိုင်သေးကြောင်းပြောလိုက်တာကြောင့်တတိကသူ့ကိုနောက်ထပ်အလုပ်တစ်ခုပေးလိုက်ပါတယ်တတိကဂျူးဇောကိုအလဲတန်းကျောင်းတစ်ခုမှာတက်ခိုင်းပြီးစုံစမ်းခိုင်းပါတယ်ဘာလို့လဲဆိုတော့သူ့သမီးကိုအဲ့ဒီကျောင်းမှာထားဖို့စဉ်းစားနေလို့ပါပဲရီကတော့ဒါဟာဂျူးဇောအတွက်အကောင်းဆုံးအလုပ်ပဲလို့ထင်နေပါတယ်ဘာလို့လဲဆိုတော့ယူဇာကအလဲတန်းကျောင်းတော်မတက်ခဲ့ရလို့ပါပဲသူကစိတ်မဝင်စားဘူးလို့ပြောလိုက်ပေမဲ့အခကြီးငွေဘယ်လောက်ရမယ်ဆိုတာကိုတတိကပြောလိုက်တဲ့အခါမှာတော့သူ့ရဲ့စိတ်ကပြောင်းသွားပါတယ်ဂျူးဇာကျောင်းဝတ်စုံဝတ်လိုက်တဲ့အခါမှာတော့သူကဘာဖြစ်လို့မျက်မှန်တက်ရမှာလဲဆိုတာကိုနားမလည်ဖြစ်နေပါတယ်ဒါကြောင့်ခေါတာကအဲ့ဒီမျက်မှန်မှာကင်မရာနဲ့မိုက်ခရိုဖုန်းတွေပါဝင်နေလို့ရှင်းပြလိုက်ပြီးယူဇာကလူကြီးတစ်ယောက်ဖြစ်နေတာကြောင့်အကူညီလိုလိမ့်မယ်လို့လည်းပြောပါတယ်ဂျူးဇာကအတန်းထဲမှာကိုမိတ်ဆက်လိုက်ပြီးမဲ့အားလုံးကသူ့ကိုလူထုလူဆန်းတစ်ယောက်လို့ထင်နေကြပါတယ်ခေါတာကလည်းသူ့ရဲ့မိတ်ဆက်ပုံကတကယ်ကိုဆိုးရွားလွန်းတယ်လို့ပြောလိုက်တာကြောင့်သူ့ရဲ့အတန်းဖော်တွေကိုတခုခုစိတ်ဝင်စားစရာကောင်းတာပြောပြဖို့သူကစဉ်းစားလိုက်ပါတယ်ဒါပေမဲ့သူကအဝေးကနေပြစ်တက်ရတာကိုကြိုက်တယ်လို့မတော်တဆပြောမိသွားပါတယ်အားလုံးကသူထောင်ကျသွားနိုင်တယ်လို့ထင်နေကြတာကြောင့်သူကကစားစရာတနက်အကြောင်းပြောတာပါလို့ရှင်းပြလိုက်ပြီးမဲ့အားလုံးကတော့သူ့ကိုထူးဆန်းတယ်လို့ထင်နေကြတော့မှာပဲအတန်းဆင်းတဲ့အခါမှာတော့မိန်းကလေးနှစ်ယောက်ကဂျူးဆာစီကိုလာပြီးသူ့ကိုအတုံးမကျတဲ့သူတယောက်လို့ထင်ပြီးလောင်ပြောင်နေကြပါတယ်ခေါတာကသူတို့ကိုနှိမ်ပြီးမယ်လို့ပြောလိုက်ပြီးမဲ့ဂျူးဆာကတော့လွတ်ထားလိုက်ဖို့ပဲပြောပါတယ်သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ခေါတာကသူ့အတွက်ညစာလုပ်ပေးပါတယ်ဘာလို့လဲဆိုတော့ယူတယောက်တည်းဆိုရင်ကြက်တုံဖြူတွေအများကြီးပါတယ်ခောက်ဆွဲပဲစားနေမှာကိုခါတာကသိနေလို့ပါပဲခေါတာကဂျူးဇော်ကိုသူ့ရဲ့ကိုရေးချက်လက်ကိုလှုပ်ဝက်ထားရမယ်လို့ပြောလိုက်ပြီးဘလို့ပြဿနာမှမရှာဘူးလေတတိပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျောင်းကထုတ်ပယ်ခံရရင်သူ့ရဲ့ဝင်ငွေကသူ့ညဖြစ်သွားမှာမို့လို့ပါပဲနောက်တစ်နေ့မှာတော့ယူဇာကအတန်းတက်နေရင်းနဲ့သူငယ်ငယ်လေးကလေးကအဖွဲ့အစည်းတစ်ခုတည်းကိုရောက်သွားခဲ့ပုံကိုပြန်စဉ်းစားမိပြီးချက်ချင်းဆိုသလိုပဲလက်တွေ့နယ်ပယ်တဲ့ကိုရောက်သွားခဲ့ပါတယ်သူကအခုဆိုရင်အတွေ့အကြုံများစွာရှိတဲ့အသက်39နှစ်အရွယ်လူတစ်ယောက်ဖြစ်နေပြီမို့သူ့အတွက်တင်းယူစရာဘာမှမရှိတော့ဘူးလို့သူကထင်နေတာပါဒါပေမဲ့သူ့ရဲ့ဆရာတင်ပြတာကိုနားထောင်လိုက်တဲ့အခါမှာတော့သူကစိတ်လှုပ်ရှားသွားပါတယ်ဘာလို့လဲဆိုတော့တင်ကြားနေတဲ့အရာတွေကိုသူကလုံးဝမသိခဲ့လို့ပါပဲအတန်းဆင်းတဲ့အခါမှာတော့စာတင်ရတာဒီလောက်ပျော်ဖို့ကောင်းမှန်းမသိခဲ့တဲ့အတွက်သူကဝမ်းသာအားရငိုလိုက်ပါတယ်သူအိမ်မှာစားလုံးနေတာကိုတွေးလိုက်ရတဲ့ခေါတာကလည်းတော်တော်လေးကိုအံ့ဩသွားပါတယ်နောက်တစ်နေ့အတန်းဆင်းတဲ့အခါမှာတော့ဂျူးဇော်ကလူမှုရေးဘာသာရပ်မှာပြောစရာကောင်းခဲ့တာကိုပြန်စဉ်းစားမိပြီးသူအရင်ကရောက်ဖူးတဲ့နေရာတွေကြောင်းပြောခဲ့ကြလို့ပါပဲသူကျောင်းကနေထွက်သွားဖို့ပြင်းနေတော့မှပန်တာမျက်နှာဖုံးဆွထားတဲ့လူတစ်ယောက်ကိုသတိထားမိလိုက်ပြီးအဲ့ဒီလူကကျောင်းရဲ့လုံခြုံရေးကိုတိုက်ခိုက်လိုက်ပါတယ်ပြီးတော့ဂျူးဇော်ကိုလောင်ပြောင်ခဲ့တဲ့မိန်းကလေးတွေကိုပါတော့နောက်ဆက်နေပါတယ်ခေါတာကတော့သူတို့ကိုလွတ်ထားလိုက်ဖို့ပြောပေမဲ့သူ့သမီးနဲ့ရွေတူမိန်းကလေးတွေမို့ဂျူးဇော်ကတော့ဒီအတိုင်းကြည့်မနေနိုင်ပါဘူးသူကထုတီတစ်တာကိုအဲ့ဒီလူစီပြစ်လိုက်ပြီးအဲ့ဒီတစ်တာကိုပြစ်ချလိုက်တာကြောင့်မိကိုတွေထွက်လာပါတယ်ဒါကတော့သူ့လုံးမဲ့အရာကိုဘယ်သူမှမမြင်အောင်လို့ပါပဲသူကအဲ့ဒီလူရဲ့ပိုက်ကိုထိုးလိုက်ပေမဲ့အဲ့ဒီလူကလဲမသွားတာကြောင့်
ကလေးဘဝပြန်ရောက်သွားတဲ့အတွက်သူအားနေသွားတာကိုတတိထားမိလိုက်ပါတယ်အဲ့ဒီလူကဒိုင်းနမိုက်တစ်ခုကိုမိညှိလိုက်တဲ့အခါမှာတော့ဂျူဇောကသူ့ကိုကန်ထုတ်လိုက်ပြီးလက်ထဲကဒိုင်းနမိုက်ကိုပါလွတ်ကျအောင်လုပ်လိုက်ပါတယ်ဂျူဇောကလေထဲမှာရှိနေတဲ့ဒိုင်းနမိုက်ကိုပစ်ချလိုက်ပြီးထဲခဲ့တာနဲ့ပိုပွဲတို့ကသူတို့ကိုကဲတင်ခဲ့တာဂျူဇောခင်မှန်းသိသွားကြပြီးမြဲဂျူဇောကတော့ဘာမှမသိတယ်လို့ပဲဟန်ဆောင်နေပါတယ်အဲ့ဒီနောက်မှာတော့ဂျူဇောရဲ့အတန်းဖော်တွေကဂယုချက်တစ်ခုထောင်းလိုက်ကြပြီးသူကလူတော်မတိုးတဲ့သူမို့ဂျူဇာကိုခြံထားခဲ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ထဲကဲတဲ့ပေါ်ပွားတို့ကသူ့ကိုဂယုတဲဝင်ခိုင်းပြီးသူတို့ကိုကဲတင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ညဘက်မှာတော့ဂျူဇောကဂယုချက်ထဲမှာအားလုံးကစာရီအရင်မြန်ပို့နေကြတာကိုမယုံနိုင်အောင်ဖြစ်နေပြီးစာရီကိုလိုက်မဖက်နိုင်တာကြောင့်အလဲတန်းကြောင့်တက်ရတာတကယ်ကိုပင်ပန်းလို့နေလို့သူကတွေးမိပါတယ်။ဒါပေမဲ့လူသက်သမားတယောက်ဖြစ်အလုပ်လုပ်ခဲ့တုန်းကထက်တော့သူပိုပြီးစိတ်ချမ်းသာနေပါတယ်။ခေါထာကလည်းဂျူးစော်စာတင်ရတာကိုဒီလောက်ကြိုက်နေတာကိုမယုံနိုင်အောင်ဖြစ်နေပြီးဂျူးစော်ကသူလူကြီးပြန်ဖြစ်သွားတဲ့အခါမှာလုံနိုင်မဲ့အလုံးမျိုးစားတွေကိုတိုးချဲ့ဖို့စူးစမ်းနေတာလို့ထင်နေပေမဲ့သူကတော့စာတင်ရတာကိုသဘောကျလို့သာလုပ်နေတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ထက်ကဲနဲ့ပိုးပွေလူကဂျူးစော်ကိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့သူကစိတ်လှုပ်ရှားသွားပြီးပြုံးပြဖို့စူးစမ်းပေမဲ့သူတို့ကတော့သူ့ကိုကြောက်စရာကောင်းတယ်လို့ထင်နေကြပါတယ်အဲ့ဒီနောက်မှာတော့နိုးလို့ခေါ်တဲ့မိန်းကလေးတယောက်ကိုတွေ့ရမှာဖြစ်ပြီးသူမကအတန်းဖော်တွေနဲ့အပြေးပြိုင်ပွဲမှာအနိုင်ရလိုက်တာကြောင့်အားလုံးကိုအံ့ဩသွားစေပါတယ်ပြီးတော့အတန်းထဲမှာလည်းအင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပါတယ်လူတွေကဂျူးစော်ကိုသူမနဲ့ဆက်သွယ်ဖို့ပြောခဲ့တာကိုသိလိုက်ရပြီးဘာလို့လဲဆိုတော့သူမစီမှာသူတို့လိုအပ်တဲ့အချက်လက်တွေရှိနေနိုင်လို့ပါပဲဒါပေမဲ့ဂျူးစော်ကတော့သူမကအသုံးဝင်မယ်လို့မထင်ပါဘူးသူမကမက်ချူကဆေးဝါးကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးဖြစ်ကြောင်းသူကမှတ်ချက်ပေးလိုက်ပေမဲ့ရီကတော့အခြေအနေကိုသူတို့ဘာမှမသိသေးတာကိုတတိပေးလိုက်ပြီးဒါကြောင့်တွေးသမျှတဲလွန်စတွေကိုစုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်ခေါထာကလည်းဂျူးစော်မှာဘာဖြစ်လို့တငယ်ချင်းတယောက်မှမရှိသေးတာလဲဆိုတာကိုသိချင်နေပြီးသူကတခြားចောင်းသားတွေထက်အသက်အများကြီးနေတာကြောင့်အဆင်ပြေအောင်စူးစမ်းနေရတယ်လို့ဂျူးစော်ကရှင်းပြလိုက်ပါတယ်သူကနိုဝင်နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပေမဲ့သူမကတော့ဂျူးစော်ကိုကြောက်စရာကောင်းတယ်လို့ထင်ပြီးသူ့အနားကနေထွက်သွားခိုင်းလိုက်ပါတယ်အတန်းထဲကထွက်လာပြီးတဲ့နောက်မှာတော့နိုဝင်ကသူ့ကိုကြောက်စရာကောင်းတယ်လို့ပြောခဲ့တာကိုပြန်စဉ်းစားမိပြီးသူကအယံဝမ်းနေပြီးလဲကျသွားပြီးမြဲတကယ်တမ်းဘောဘောတို့ကသူ့စီကိုရုတ်တရက်ရောက်လာကြပါတယ်ဖြစ်ပျက်ခဲ့တာတွေကိုဂျူးစော်ကပြောပြလိုက်တဲ့အခါမှာတော့နိုဝင်ကယောက်ျားလေးတွေကိုမုန်းနေဆိုတာကိုသူတို့ကပြောပြလိုက်ပြီးသူမမှာတော့မင်းကလေးတယောက်လိုချင်တာတွေအားလုံးရှိနေတယ်လို့ပါပဲယောက်ျားလေးတွေကသူမကိုချင်းတွေးဖို့ပြောကြပေမဲ့သူမကတော့သူတို့ရဲ့ခံစားချက်ကိုဂယုမစိုက်ပဲညှင်းပယ်လိုက်ပါတယ်သူမကဆက်ဆံရခက်တာကြောင့်မင်းကလေးတွေတောင်သူမနဲ့အတူမရှိကြပါဘူးခေါထာကနိုနဲ့ပတ်သက်ပြီးဂျူးစော်ဘာဆက်လုပ်မလဲဆိုတာကိုမေးလိုက်တဲ့အခါမှာတော့သူမကယောက်ျားလေးတွေနဲ့စကားမပြောတာကြောင့်ဘာမှမတတ်နိုင်ဘူးလို့ဂျူးစော်ကပြန်ပြောလိုက်ပါတယ်သူကနိုဝင်ကိုလက်လျှော့လိုက်ဖို့ဆုံးဖြတ်လိုက်ပြီးခောက်ဆွဲဆိုင်တစ်ဆိုင်ကိုတွားလိုက်တဲ့အခါမှာတော့သူမကအဲ့ဒီမှာအလုပ်လုပ်နေတာကိုတွေးလိုက်ရလို့ဂျူးစော်တယောက်အံ့ဩသွားပါတယ်သူကစားကျင်တာကိုမှားလိုက်ပေမဲ့သူမရဲ့မိသားစုကအရန်ချမ်းသာလာကြောင်းဘာဖြစ်လို့အလုပ်လုပ်နေတာလဲဆိုတာကိုဂျူးစားကနားမလည်နိုင်အောင်ဖြစ်နေပါတယ်ဖြစ်ပျက်နေတဲ့အခြေအနေကိုသူကနားလည်အောင်စူးစမ်းနေပေမဲ့ခောက်ဆွဲကိုအရင်စားဖို့ပဲဆုံးဖြတ်လိုက်ပြီးခောက်ဆွဲကအရန်စားကောင်းတာကိုသူကတီးလိုက်ရပေမဲ့ဆိုင်ပိတ်တဲ့အခါဆိုင်နောက်မှာလာတွေးဖို့နှုံးကသူ့ကိုပြောလိုက်ပါတယ်ဒီဆိုင်ကအကြောင်းနဲ့လည်းအဝေးကြီးမှုဂျိုးစော်တယောက်ပါဖြစ်လို့ဒီရောက်နေတာလဲဆိုတာကိုသူမကသိချင်နေပြီးသူ့ရဲ့အတန်းဖော်တွေသူမကိုတွေးလိုက်မယ်လို့သူမကထင်မထားပါဘူးသူကဒီနားမှာနေတာဖြစ်ကြောင်းဂျူးစော်ကရှင်းပြလိုက်တဲ့အခါမှာတော့သူမကအရန်ထိတ်လန့်သွားပြီးလှုပ်ဝက်ပြီးထားဖို့ဂျူးစော်ကိုတောင်းပန်လိုက်ပါတယ်ဒါကြောင့်ဘသူ့ကိုမှမပြောဘူးလို့ဂျူးစော်ကဂတိပေးလိုက်ပါတယ်ဘာဖြစ်လို့အိမ်ကိုတယောက်တည်းပြန်လာလဲလို့သူမကိုဂျူးစော်ကမေးလိုက်ပြီးသူမကချမ်းသာတာကြောင့်ဘာဖြစ်လို့ဘသူမှလာမကြိုတာလဲဆိုတာကိုလည်းသိချင်နေတာကြောင့်လာကြိုတာကိုသူမကြိုက်ဘူးလို့နိုအင်ကပြန်ပြောလိုက်ပါတယ်ဘာဖြစ်လို့အလုပ်လုပ်နေတာလဲလို့ဂျိုဇာကမေးလိုက်တဲ့အခါမှာတော့သူမကကန်ကောင်းတဲ့သူတယောက်ဖြစ်မှန်းသိတယ်လို့နိုအင်ကပြန်ပြောလိုက်ပြီးသူမငငယ်ကလေးကသူမရဲ့မိဘတွေကသူမနဲ့တင့်တော်မဲ့ယောက်ျားလေးတွေနဲ့မိတ်ဆက်ပေးခဲ့ကြောင်းသူမကပြောပြပါတယ်ဒါပေမဲ့ခုမှစတွေ့တာကိုတင်းသူတို့ကသူမအပေါ်အရန်ကောင်းပြနေကြတာကိုသူမကယွန်ရှာမိပြီးအလေတန်းကျောင်းရောက်တဲ့အခါမှာလည်းယောက်ျားလေးတွေကသူမကိုအဲ့ဒီလိုပဲဆက်ဆံကြတာကြောင့်သူမကသူတို့ကိုမုန်းသွားတာလို့ပြောပါတယ်သူမကကိုချစ်တော့ပေါ်ကိုရက်တီးပြီးခောက်ဆွဲဆိုင်တစ်ဆိုင်ပိုင်းချင်နေတာပါဘာလို့လဲဆိုတော့သူမရဲ့မိဘတွေကသူမကိုအိမ်အောင်ပြုတ်ခိုင်းပြီးအိမ်ရှင်မပဲလှုပ်ခိုင်းချင်နေတာကိုသူမကမုန်းလို့ပါပဲသူမရဲ့ဦးလေးကချမ်းသာတဲ့သူတွေကြားမှာအမြဲတမ်းမနေချင်တာကြောင့်ဒီခောက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာဖြစ်ကြောင်းသူမကပြောပြလိုက်ပြီးသူမစိတ်ညစ်နေတဲ့အခါတိုင်းမှာလည်းဦးလေးကခောက်ဆွဲလုပ်ပေးပြီးသူမကိုအားပေးခဲ့ပါတယ်ဂျူဇော်ကသူမရဲ့ဦးလေးနဲ့ဆင်တာကြောင့်သူ့ကိုစကားပြောရတာအဆင်ပြေတယ်လို့နိုဟင်ကမှတ်ချက်ပေးလိုက်ပေမဲ့ဂျူဇော်ကတော့သူကလူကြီးတစ်ယောက်ဖြစ်နေလို့ပဲလို့ထင်နေပါတယ်သူမဖြစ်ချင်တဲ့အတိုင်းပဲနေထိုင်တဲ့နေလို့နိုဟင်ကိုဂျူဇော်ကပြောလိုက်ပြီးမိဘတွေပြောသမျှကိုပဲလုပ်နေဖို့မလိုဘူးလို့လည်းပြောလိုက်ပါတယ်သူမလုပ်ပြီးတဲ့ခောက်ဆွဲကိုဂျူဇာကချီကျူးလိုက်တဲ့အခါမှာတော့သူမကအယမ်းပြော့သွားပါတယ်ကျောင်းမှာလည်းသူမအပေါ်ရင်းရင်းနှီးနှီးဆက်ဆံလို့ရတယ်လို့မဆိုလို့ကျောင်းနိုဟင်ကမှတ်ချက်ပေးလိုက်ပြီးသူတို့နှစ်ယောက်လမ်းခွဲလိုက်ကြပြီးမြဲကားတစ်စီးကရုတ်တရက်ရောက်လာပြီးနိုဟင်ကိုဖမ်းခေါ်သွားပါတယ်ဂျူဇော်ကအဲ့ဒီကားနောက်ကိုလိုက်သွားပြီးမြဲဘလို့မှလိုက်မမိနိုင်တာကြောင့်အလကားပဲလို့ခါထာကပြောလိုက်ပါတယ်သူကမျှော့စင်တစ်ခုပေါ်ကိုတက်လိုက်တဲ့အခါမှာတော့သူ့အိတ်ထဲမှာတနက်တလက်ပဲပါလာကိုခါထာကတတိပေးလိုက်ပြီးမြဲသူဘာလုပ်နေလဲဆိုတာသူသိတယ်လို့ဂျိုဇာကရှင်းပြလိုက်ပါတယ်သူကတနက်ထုတ်ပြီးအဲ့ဒီကားကိုချိန်လိုက်တဲ့အခါမှာတော့သူပြစ်မိမှာမဟုတ်ဘူးလို့ခေါထားကထင်နေပေမဲ့သူကအမြင့်ကိုချိန်ပြီးပြစ်လိုက်ပါတယ်သူကခြေရခံနိုင်တဲ့ကြီးစံကိုပြစ်လိုက်တာကြောင့်အဲ့ဒီကြီးစံကကားမှာသွားကပ်နေပြီးဂျိုဇာပြစ်မိသွားတာကိုခါထားကမယုံနိုင်အောင်ဖြစ်နေပါတယ်သူမကတာပူပေါင်းဆောင်ရွက်မယ်ဆိုရင်ဘာမှမလုပ်ဘူးလို့ပြန်ပေးသမားတွေကနိုအန်ကိုပြောလိုက်ပေမဲ့သူတို့တွေကတယောက်ကသူမရဲ့မျက်နှာကိုကိုင်းလိုက်တာကြောင့်သူတို့ရဲ့ခေါင်းဆောင်ထိုင်ချမာကသူ့ကိုကန်ထုတ်လိုက်ပြီးသူ့အလုပ်ကိုတိတိကျကျလုပ်ဖို့ပြောလိုက်ပါတယ်သူမရဲ့အဖေကုမ္ပဏီကထုတ်လုပ်နေတဲ့စေးတစ်အကြောင်းပြောပြဖို့ထမ်းချမာကသူမကိုမေးလိုက်ပြီးသူမစီမှာအဲ့ဒီလှုပ်ဝက်ချက်ရှိတယ်လို့သူတို့ကတိထားကြပေမဲ့သူမကတော့ဘာအကြောင်း
ပြောနေမှန်းကိုမသိဖြစ်နေပါတယ်။ထားရှင်မာကဦးလေးရဲ့ဆိုင်ကိုသွားခဲ့ကြောင်းနဲ့အဲ့ဒီကအစားအစာတွေကအစုပ်ကလုတ်တွေလိုပဲလို့ပြောလိုက်ပြီးသူမကအားလုံးကိုမပြောပြဘူးဆိုရင်ဆိုင်ကိုဖျက်ဆီးပစ်မယ်လို့လည်းချင်းချောက်လိုက်ပါတယ်။ဒါရီနဲ့သူမရဲ့ဦးလေးကဘာမှမဆိုင်ကြောင်းရှင်းပြရင်နှုံးရင်ကငိုလိုက်ပြီးထားရှင်မာကသူမစီကနေဘာလို့ချင်းနေမှန်းကိုလည်းသူမသိပါဘူး။ကျူဇာကသူမကိုကဲတင်ဖို့ရောက်လာပြီးထားရှင်မာရဲ့ခေါင်းကိုပြစ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဦးလေးရဲ့ခောက်ဆွဲကိုစော်ကားခဲ့တဲ့အတွက်ကျူဇာကသူ့ကိုခွင့်မလွတ်နိုင်လို့ပါပဲ။သူ့ရဲ့ကိုရဲ့အချက်လက်ကိုကာကွယ်ဖို့အတွက်ကျူဇာကနှုံးရင်ရဲ့ခေါင်းပေါ်ကိုအိတ်တစ်ခုဆွပေးလိုက်ပြီးပြန်ပေးသမားတွေကိုအကြံဉာဏ်တစ်ခုပေးဖို့ရှိတယ်လို့ကျူဇာကမှတ်ချက်ပေးလိုက်ပါတယ်။သူ့ရဲ့ပထမဆုံးအကြံဉာဏ်ကတော့တစုံတစ်ယောက်ကလုပ်ပေးတဲ့အစားအစာကိုလေးစားဖို့ပဲဖြစ်ပေမဲ့သူတို့ကကျူဇောကိုရုတ်တရက်လာနောက်ဆက်တာကြောင့်သူတို့ကပါပြစ်တက်လိုက်ပါတယ်။ကျူဇာကတာမန်ရောဘာကြီးစံတွေကိုအသုံးပြုနေတာကိုခတ်တာကတိလိုက်ရပြီးအလုပ်ချင်မဟုတ်ရင်ဘသူ့ကိုမှမတက်ဘူးလို့ကျူဇာကရှင်းပြလိုက်ပေမဲ့နောက်ထပ်လူတွေထပ်ရောက်လာတာကိုသူကြားလိုက်ရပါတယ်။သူကနှုံးဝင်းကိုလှည့်ပေါ်တင်လိုက်တဲ့အချိန်မှာပြန်ပေးသမားတစ်ယောက်ကသူတို့ကိုတွေ့သွားပေမဲ့ကျူဇောကအဲ့ဒီလဲနဲ့တိုက်လိုက်ပြီးသူ့ကိုအနောက်ကနေကန်ထုတ်လိုက်ပါတယ်။ကျန်တဲ့ပြန်ပေးသမားတွေကလည်းသူ့ကိုပြစ်ကြပေမဲ့ကျူဇောကလှည့်နဲ့ကြီးစံတွေကိုကာကွယ်လိုက်ပြီးလမ်းမှာရှိသမျှလူအားလုံးကိုပြစ်ချလိုက်ပါတယ်။သူကနှုံးဝင်းကိုအပြင်ကိုခေါ်ထုတ်နိုင်ခဲ့ပေမဲ့ထားရှင်မာကသူတို့စီကိုကားနဲ့မောင်းလာတာကြောင့်အဲ့ဒီကားကကြီးစံမဖောက်နိုင်ဘူးဆိုတာကိုကျူဇောကသိလိုက်ရပါတယ်။ကျူဇောတယောက်ချင်းနေမကောင်းဘူးလို့ခောက်တဲ့ကထင်နေပေမဲ့ကျူဇောကတော့လှဲကိုရှိကိုတွန်းလိုက်ပြီးအဲ့ဒီကားကိုမှောက်သွားအောင်လုပ်လိုက်ပါတယ်။ကားမှောက်သွားတဲ့အခါမှာတော့သူ့ရဲ့ဒုတိယအကြံဉာဏ်ကိုကျူဇောကပြောပြလိုက်ပြီးမင်းကလေးတယောက်ကိုကောင်းကောင်းမဆက်ဆံနိုင်တဲ့ယောက်ျားကအစုပ်ပလုတ်ပဲလို့မှတ်ချက်ပေးလိုက်ပါတယ်။ထားရှင်မာကမူးမေ့သွားပြီးနှုံးရင်ကလည်းသူ့မျက်နှာကိုမမြင်စေချင်တာကြောင့်ကျူဇောကသူ့မောက်ကိုအိပ်ပျော်အောင်လုပ်လိုက်ပါတယ်။သူထွက်သွားဖို့ပြင်းနေတော့မှသူ့ရဲ့ပစ္စည်းတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့သူ့ရဲ့စာအုပ်ကအဆောက်အုံထဲမှာကြံခဲ့တာကိုကျူဇောတယောက်သိလိုက်ရပါတယ်။ကျူဇောကတင်းချတန်းမှာအခက်တွေ့နေပြီးခိုးထားကိုတင်ပေးဖို့ပြောလိုက်ပေမဲ့ခိုးရကလည်းတင်းချမတော်ဘူးလို့ရှင်းပြလိုက်ပါတယ်။ကျူဇောကအရေးစီဖုန်းဆက်ပြီးအကူအညီတောင်းလိုက်ပေမဲ့သူမကအလုပ်တွေရောအိမ်လုပ်တွေရောလုပ်နေရတာကြောင့်အချိန်မရှိဘူးလို့ပြောလိုက်ပြီးကျူဇောကိုပုံမှန်အတိုင်းပြန်ဖြစ်အောင်လဲနီးလန်းရှာနေရတယ်လို့ပြောပါတယ်။ဆရာကိုမေးကြည့်ဖို့သူမကအကြံပေးလိုက်ပေမဲ့ကျူဇောကတော့မမေးချင်ပါဘူး။ဒါကြောင့်မာနာမထားပဲမေးကြည့်ဖို့သူမကပြောလိုက်ပြီးဖုန်းချလိုက်ပါတယ်။နောက်တနေ့မှလည်းကျူဇောကစာရီကိုနားမလည်ဖြစ်နေပြီးနားမလည်ရင်နောက်ပိုင်းမှာပိုခက်ခဲလာမှာမို့သူကအရန်စိုးရိမ်နေတာပါဝီလို့ခေါ်တဲ့ចောင်းသားကကျူဇောတစ်ခုခုဖြစ်နေတာကိုသတိထားမိလိုက်တာကြောင့်ကျူဇောကအားလုံးကိုပြောပြလိုက်ပြီးကျူဇောကအခြေခံအားနည်းနေတာကြောင့်အခက်တွေ့နေတာကိုဝေကတိလိုက်ရပါတယ်ကျူဇောကသူ့မူလတန်းတုန်းကစော့ကစားခဲ့တာတွေကိုပြန်စဉ်းစားမိပြီးဝေကသူ့ကိုတင်ပေးမယ်လို့ပြောလိုက်တာကြောင့်သူတို့နှစ်ယောက်အတူတူစာလုပ်ကြပါတယ်ကျူဇောကတင်းချစာမှုပွဲမှာအမတ်ပြရသွားတာကြောင့်ဝေရော့ကိုကျေးဇူးတင်စကားပြောလိုက်ပြီးအေးဝဲတိုက်မယ်လို့လည်းကတိပေးလိုက်ပါတယ်သူတို့ကော်ဖီဆိုင်တစ်ခုကိုတွားကြပေမဲ့ဝေကလူတစ်ယောက်နဲ့မတော်တဆတိုက်မိသွားပြီးအဲ့ဒီလူရဲ့ကော်ဖီကလက်တော့ကိုမောက်သွားတာကြောင့်ဝေကအမြန်တောင်းပန်လိုက်ပါတယ်ဝေကသူ့ကိုကူညီပေးနေရင်နဲ့တောင်စားလုပ်ဖို့အချိန်ရှာနိုင်တာကိုကျူဇာကအံ့ဩနေပြီးဝေမှာကြီးမားတဲ့ယူမှန်းချက်တစ်ခုရှိနေလိမ့်မယ်လို့ကျူဇာကထင်နေတာပါဝေကသူဆရာဝန်ဖြစ်ချင်တာကိုပြောပြလိုက်ပြီးလှုပ်ဝက်ပေးထားဖို့ကျူဇောကိုတောင်းပန်လိုက်ပြီးမြဲဒါဟာဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူးလို့ကျူဇောကထင်နေပါတယ်ဝေရဲ့အမေကတငငယ်လေးကလေးကဆုံးသွားခဲ့တာဖြစ်ပြီးသူ့အဖေထွက်သွားပြီးတဲ့နောက်မှာအဖွားဖြစ်သူကသူ့ကိုပြုစုဆောင်ရှောက်ခဲ့တာပါဒါပေမဲ့အဖွားရဲ့ကျန်းမာရေးကအခြေအနေမကောင်းတော့တာကြောင့်အဖွားလိုလူတွေကိုကူညီပေးချင်နေတာဖြစ်ကြောင်းရိုက်ကပြောပြပါတယ်ကျူဇာကရိုက်နဲ့ရှင်ရင်သူကဘာမှမဟုတ်ဘူးလို့မှတ်ချက်ပေးရင်းငိုလိုက်ပြီးကလေးတွေကိုဘယ်တော့မှလေးလေးစားစားမဆက်ဆံခဲ့တာကြောင့်သူတကယ်ပဲမကောင်းတဲ့သူလားဆိုတာကိုသိချင်နေပါတယ်ဝမ်နဲ့တိုက်မိခဲ့တဲ့လူကသူတို့ပြောနေတာတွေကိုကြားသွားပြီးဆရာဝန်ဖြစ်ချင်တဲ့ရွယ်ကိုလူလို့ပြောလိုက်ပြီးအချက်လက်တွေကိုကြည့်ဖို့ပြောလိုက်ပါတယ်ကျူးဆောက်ကအဲ့ဒီလူကိုစိတ်ဆိုးသွားပြီးတွားထိုးရမလားလို့စဉ်းစားနေပေမဲ့ဝေကသူ့ကိုတားလိုက်တာကြောင့်ကျိုးစားလည်းဘာမှမလုပ်လိုက်ပါဘူးအဲ့ဒီလူကကျူးဆောကိုပါလူလို့ထပ်ပြောလိုက်ပါသေးတယ်ဘာမှဖြစ်လာမှာမဟုတ်တာကြောင့်စာရီကျူးစားမနေဖို့အဲ့ဒီလူကပြောလိုက်တဲ့အခါမှာတော့ရေယုတ်ကစိတ်တူသွားပြီးစကားဆက်မပြောဖို့ပြောလိုက်ပါတယ်ကို့အမြင်နဲ့မတူတဲ့သူတွေကိုလောင်ပြောင်းတာကမှားတယ်လို့သူကထင်နေပြီးသူ့တငယ်ချင်းရဲ့ကျူးစားအထုံးမှုကိုလောင်ပြောင်းခွင့်မပေးနိုင်ဘူးလို့ဝါရကပြောလိုက်ပါတယ်ဆိုင်ထဲမှာရှိတဲ့တခြားလူတွေကလည်းအဲ့ဒီလူကိုစိတ်နှောက်ယှက်ဖြစ်နေကြပြီးကိုနဲ့မဆိုင်တာကိုဝင်မပြောဖို့ပြောလိုက်တာကြောင့်သူကဆိုင်ထဲကနေအမြန်ထွက်ပြေးသွားပါတယ်အားလုံးရဲ့ရှိမှအဆက်ခွဲခံလိုက်ရတဲ့အတွက်အဲ့ဒီလူကဒေါသထွက်နေပြီးသူတို့နှစ်ယောက်နောက်ကိုလိုက်သွားပြီးမြစ်ထဲကိုကန်ချဖို့စီစဉ်လိုက်ပါတယ်အဲ့ဒီလူလာနေတာကိုကျူးစားကတွေးလိုက်ရတာကြောင့်သူ့ရဲ့တန်လိုက်အိမ်ညောင်နဲ့ပြစ်လိုက်ပြီးအဲ့ဒီလူကိုမြစ်ထဲရောက်သွားအောင်လုပ်လိုက်ပါတယ်နောက်တနေ့မှာတော့ခေါထားကကျူးစားရဲ့အိမ်ကိုတွားလိုက်ပြီးအိမ်ကအရင်ညစ်ပတ်နေတာကိုသူကမယုံနိုင်အောင်ဖြစ်နေပြီးအိမ်ကိုတန်ရှင်းရေးလုပ်ပေးလိုက်ပါတယ်အိမ်ကိုခဏခဏတန်ရှင်းရေးလုပ်တင်တယ်လို့ကျူးစားကိုပြောလိုက်ပြီးမြဲဒါကယောက်ျားလေးတစ်ယောက်လုပ်ရမယ့်အရာမဟုတ်ဘူးလို့ကျူးစားကပြန်ပြောလိုက်တာကြောင့်ဟောက်တာကသူ့ရဲ့အမြင်ကိုပြောင်းလဲတင်တယ်လို့ပြောလိုက်ပါတယ်ကျူးစားចောင်းသွားတဲ့အခါចောင်းသားတွေကသူတို့ရဲ့ကလပ်ထဲကိုဝင်ဖို့အချင်းချင်းဖိတ်ခေါ်နေကြတာကိုတွေးလိုက်ရပြီးဘယ်ကလပ်ကိုဝင်မလဲလို့ခတ်တာကမေးလိုက်ပါတယ်ဘေ့စ်ဘောဘောလုံးတစ်လုံးကသူ့စီကိုရောက်လာတာကြောင့်ကျူးစားကပြန်ပစ်လိုက်ပြီးမြဲဖက်နဲ့သူ့ရဲ့လက်အိတ်ပျက်စီးသွားတာကြောင့်လူတွေရဲ့အာယုံဆိုင်မှုကိုမခံချင်တာကြောင့်အားကစားကလပ်တွေနဲ့ဝေးဝေးနေဖို့ကျူးစောကဆုံးဖြတ်လိုက်ပါတယ်ဝေးပါလေသူခန့်တို့ခွဲကိုဝင်ဖို့စဉ်းစားနေကြောင်းမှတ်ချက်ပေးလိုက်ပြီးသူကအရင်ကလည်းအတွေ့အကြုံရှိတာကြောင့်စာရောအားကစားရောမျှတအောင်လုပ်သွားဖို့စီစဉ်ထားတာပါအိမ်တွင်းစီးပွားရေးကလပ်တစ်ခုရှိနေတာကိုလည်းကျူးစောကသတိထားမိလိုက်ပြီးအဲ့ဒီမှာမင်းကလေးတွေပဲရှိလိမ့်မယ်လို့ထင်နေပေမဲ့ဝင်းရဲ့အမတ်ချက်ဆက်ကတော့အဲ့ဒီလိုမပြောဖို့သူ့ကိုတားလိုက်ပါတယ်အားလုံးကကိုပြုစုစောင့်ရှောက်တတ်ဖို့လိုအပ်တာကြောင့်ယောက်ျားမိန်းမခွဲခြားမနေဘူးသူမကပြောလိုက်ပြီးနေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့တန်ဖိုးကိုလည်းနားလည်တင်တယ်လို့မှတ်ချက်ပေးလိုက်ပါတယ်သူမကကျူးစောကိုအစမ်းလေးချင်းတဲ့အချိန်မှာလာကြည့်ဖို့ဖိတ်ခေါ်လိုက်ပြီးသူသာမလာဘူးဆိုရင်ဝါရောက်ကိုကျူးစောနဲ့အပေါင်းအသင်းမလုပ်ခိုင်းတော့ဘူးလို့လည်းပြောလိုက်ပါတယ်သူအဲ့ဒီကလပ်ကိုတွားလိုက်တဲ့အခါမှာတော့သမင်းစုံနဲ့ဟင်းရည်တွေလုတ်ကြမယ်လို့ချွေးစတက်ကပြောပြပါတယ်
ကျူးစာသာစိတ်ပြတ်သွားမယ်ဆိုရင်နောက်6လအထိသူ့ရဲ့လိုအပ်ချက်တွေကိုသူမကဖြည့်ဆည်းပေးမယ်လို့ပြောလိုက်ပြီးသူသာသဘောကျသွားရင်တော့ဒီကလပ်ထဲကိုဝင်ရမယ်လို့လည်းပြောလိုက်ပါတယ်ချက်ပြုတ်ပြီးသွားတဲ့အခါမှာတော့ဒါဟာအဆင်ပြေပါတယ်လို့ကျူးစာကပြန်ပြောလိုက်ပြီးသူစိတ်မပြတ်သွားတာကြောင့်တည်ရပဲလို့ကျူးစာကမှတ်ချက်ပေးလိုက်ပြီးမဲ့ပြန်ပွဲကမပြီးသေးဘူးလို့ချက်စကပြောလိုက်ပါတယ်သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ကျူးစာကအရန်တိတ်တိတ်နေလို့ခါထက်ကထင်နေပြီးမဲ့အဲ့ဒီကလပ်ကိုဝင်ကျင်လောက်တဲ့အထိတော့စိတ်မလှုပ်ရှားခဲ့ဘူးလို့ကျူးစာကရှင်းပြလိုက်ပါတယ်ညဘက်မှာတော့သူလှုပ်ပေးလိုက်တဲ့အစားအစာတွေကြောင့်အရီစီကနေဖုံးဝင်လာပြီးသူသမီးခောက်စီကလည်းအဲ့ဒီအစားအစာတွေကိုသဘောကျတယ်လို့ပြောလိုက်ပါတယ်ကိုနဲ့ရင်းနှီးတဲ့သူတွေကိုအစားအစာတွေပေးတင်တယ်လို့ချစ်စတာပြောခဲ့တာကိုကျူးစာကပြန်စဉ်းစားမိပြီးကို့အတွက်ကိုချစ်စားတာကပြောဖို့ကောင်းပေမဲ့ကိုချစ်တဲ့သူတွေအတွက်ချက်ပေးရတာကပိုပြီးပြောဖို့ကောင်းတယ်ဆိုတာကိုသူသိလိုက်ရပါတယ်နောက်တစ်နေ့မှာတော့ကျူးစာကကလပ်ထဲကိုဝင်လိုက်ပြီးနှုံးရင်လေအဲ့ဒီကလပ်ထဲကိုရောက်နေတာကိုတွေးလိုက်ရတာကြောင့်ခောက်ဆွဲဆိုင်မှာပို့ပြီးကူညီပေးနိုင်အောင်စာတင်ခြင်းလို့ဖြစ်ကြောင်းနှုံးရင်ကရှင်းပြလိုက်ပြီးကျူးစာကိုသူမနဲ့အရင်နီးမလုပ်ဖို့လဲပြောလိုက်ပါသေးတယ်ခောက်တာစီကိုတတိပေးချက်တစ်ခုရုတ်တရက်ရောက်လာပြီးကျူးစာကိုပုံမှန်အတိုင်းပြန်ဖြစ်စေမဲ့နီလန်ကိုရှာတွေ့ပြီလို့ပြောလိုက်ပေမဲ့နှုံးရင်ကိုလက်ထပ်ရမယ်လို့လဲပြောလိုက်ပါတယ်မစ်ချူကစီဝါကုမ္ပဏီကနှုံးရင်ကိုလက်ထပ်တဲ့သူဟာကုမ္ပဏီကိုဆက်ခံခွင့်ရမယ်လို့ကြေညာထားကြောင်းခွန်တာကရှင်းပြလိုက်ပြီးသူတို့ကဘာကိုရည်ရွယ်နေမှန်းကိုလည်းသူမသိပါဘူးဒါပေမဲ့ပြန်ပေးသမားတွေသိကျင်နေတဲ့လှုပ်ဝက်ချက်အကြောင်းကိုခောက်တာကကျူးစာကိုတတိပေးလိုက်ပြီးသူ့ကိုတုတ်ခဲ့တဲ့ငကြီးအကြောင်းကိုသိရဖို့အတွက်နှုံးရင်ကိုလက်ထပ်ရမယ်လို့လည်းမှတ်ချက်ပေးလိုက်ပါတယ်ခောက်ဆွဲစားနေရင်နဲ့အားလုံးကိုမေ့ထားနိုင်တာကြောင့်ကျူးစာကခောက်ဆွဲဆိုင်ကိုတွားလိုက်ပြီးဆိုင်ရှင်ကိုလည်းကျေးဇူးတင်စကားပြောလိုက်ပါတယ်သူဆိုင်ကနေပြန်ဖို့ဖြစ်နေတော့မှနှုံးရင်ကိုလိုက်နေတဲ့သူတွေပိုပြီးများလာတာကိုကြားခဲ့ကြောင်းကျူးစာကပြောလိုက်ပေမဲ့သူကတော့ခောက်ဆွဲစားဖို့အတွက်ပဲဒီကိုလာတာဖြစ်ကြောင်းသူမကိုပြောလိုက်ပါတယ်သူမကိုအိမ်လိုက်ပို့ပြီးရင်းနဲ့သူမရဲ့အဖေလုပ်ခဲ့တဲ့အရာတွေကိုနှုံးရင်ကပြောပြနေပေမဲ့ကျူးစောကသူမပြောတာကိုနားမထောင်တာကြောင့်သူမကစိတ်တူသွားပါတယ်သူနားထောင်နေပါတယ်လို့ကျူးစောကပြောလိုက်တဲ့အခါမှာတော့နှုံးရင်ကရေလိုက်ပြီးဒါဟာတငယ်ချင်းတွေကြားမှာဖြစ်လိရှိတဲ့အပြန်အလှန်စကားပြောဆိုမှုမျိုးမို့သူမကသဘောကျနေတာပါ။ကျောင်းကကလပ်မှာလည်းတငယ်ချင်းတွေရနိုင်လိမ့်မယ်လို့သူမကထင်နေပါတယ်။နှုံးနဲ့ကျူးစောတို့ကျောင်းသားတွေစီကနေထွက်ပြေးနေကြပေမဲ့ဘာဖြစ်နေမှန်းကိုကျူးစောကမသိဖြစ်နေပြီးသူမအရန်ညှော်လင့်ထားတဲ့ကလပ်ကိစ္စတွေပျက်စီးသွားခဲ့ကြောင်းနှုံးကရှင်းပြလိုက်ပြီးဒါကသူမရဲ့ခံစားချက်တွေကိုပောက်ကွဲသွားစေခဲ့တာပါ။သူမအမှားလုပ်ခဲ့တာကိုသိပေမဲ့သူမရဲ့ချစ်သူဖြစ်ဟန်ဆောင်ပေးဖို့ကျူးစောကိုနှုံးကတောင်းဆိုလိုက်ပါတယ်။ဒါမှသာတခြားယောက်ျားလေးတွေသူမကိုလာမနောက်ရှက်မှမို့လို့ပါပဲ။ကျောင်းသားတွေကကျူးစောကိုစတင်နိုင်ကျင့်လာကြပြီးသူတို့ခိုင်းတာကိုလုပ်ပေးဖို့ဒါမှမဟုတ်နှုံးနဲ့လမ်းခွဲဖို့ပြောကြပါတယ်သူတို့အားလုံးကိုသူအလွယ်တကူနှိမ့်နိုင်ပေမဲ့ကျောင်းကနေအထုတ်ခံရမှာကိုကျူးစောကစိုးရိမ်နေတာကြောင့်သူကချက်ချင်းထွက်ပြေးသွားပြီးတတိယထပ်ကနေခုန်ချလိုက်ပါတယ်သူနဲ့နိုအင်တို့ရဲ့ပတ်သက်မှုအကြောင်းလူတွေအတင်းပြောနေကြတာကိုကျူးစောကကြားလိုက်ရပြီးထဲကရနဲ့ဘော်ဘော်တို့ကလည်းတကယ်ပဲချစ်သူတွေလားလို့သူ့ကိုမေးလိုက်ပြီးအနိုင်ကျင့်တဲ့သူတွေစီကနေထွက်ပြေးနိုင်ခဲ့တဲ့အတွက်ကျူးစောကိုချီးကျူးလိုက်ပါတယ်သူတို့ကြောင့်ကအရန်နာမည်ကြီးကြောင်းသူတို့ကပြောပြလိုက်ပြီး unicorn လို့ခေါ်တဲ့အဖွဲ့တစ်ခုရှိကြောင်းနဲ့အဲ့ဒီမှာဆွဲဆောင်မှုရှိတဲ့ယောက်ျားလေးတွေအများကြီးရှိကြောင်းပြောပြပါတယ်ဒါပေမဲ့သူတို့အားလုံးကလည်းနိုအင်ကိုသဘောကျနေကြတာမို့ကျူးစောတယောက်သူတို့ကိုတတိထားဖို့လိုအပ်ပါတယ်ညဘက်မှာတော့နိုအင်ကိုလက်ထပ်ဖို့အစီအစဉ်မရှိတာကြောင့်သူမရဲ့ချစ်သူအတူလုပ်နေတာကိုရက်လိုက်ဖို့ခါထားကကျူးစောကိုပြောလိုက်ပါတယ်မက်ချူကစီဝါကုမ္ပဏီရဲ့လှုပ်ဝက်ချက်နောက်ကိုတခြားသူတွေလည်းလိုက်နေကြကြောင်းသူကပြောပြလိုက်ပြီးချင်းချောက်ပြီးအချက်လက်တွေကိုမရနိုင်တာကြောင့်ကျောင်းကိုသူရှိုရေးလွတ်ပြီးနိုအင်ကိုလက်ထပ်ခိုင်းဖို့သူတို့ကစူးစမ်းနေကြတာဖြစ်ကြောင်းခိုတာကရှင်းပြလိုက်ပါတယ်နောက်တစ်နေ့မှာတော့ကျူးစောအတွက်အခက်အခဲဖြစ်စေတာကြောင့်သူမရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပြီးဖို့မလိုတော့ဘူးလို့နိုအင်ကပြောလိုက်ပြီးဒီကိစ္စတွေကိုသူမဖားတာပဲဖြေရှင်းသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူမကအိမ်တွင်းစီးပွားရေးကလပ်ကိုမတော်တော့ဘူးစီစဉ်ထားပေမဲ့ကျူးစောကိုတော့ခောက်ဆွဲဆိုင်ကိုဆက်လာဖို့ပြောလိုက်ပါတယ်ဒါမှသာသူမစကားပြောဖို့ရှိမှာမို့လို့ပါပဲကျောင်းသားတယောက်ရုတ်တရက်ရောက်လာပေမဲ့ကျူးစောကသူမရဲ့ချစ်သူမဟုတ်တော့ကြောင်းနိုအင်ကပြောလိုက်တာကြောင့်ကျူးစောကိုလာမနောက်ရှက်ကြဖို့သူမကပြောလိုက်ပါတယ်ဒါဟာတကယ်ဆိုရင်တော့သူမကသူ့ကိုပဲပြန်တွဲတင်တယ်လို့အဲ့ဒီကျောင်းသားကမှတ်ချက်ပေးလိုက်ပြီးသူကသူမကိုကာကွယ်ပေးနိုင်တယ်လို့ပြောလိုက်ပေမဲ့နိုအင်ကတော့သူ့ကိုညှင်းလိုက်ပါတယ်သူကနိုအင်ကိုဆက်ပြီးနှောက်ယှက်နေတာကြောင့်ကျူးစောလည်းဒီတိုင်းကြည့်မနေနိုင်တော့ပဲသူနဲ့နိုအင်တို့ကချစ်သူတွေဖြစ်နေတော့မယ်လို့ကျူးစောကမှတ်ချက်ပေးလိုက်ပြီးသူ့မိမအနာကနေထွက်သွားဖို့ပြောလိုက်ပါတယ်သူကကျူးစောကိုထိုးဖို့စူးစမ်းလိုက်ပြီးသူကအားကစားရုံမှာလူကြီးတွေနဲ့တောင်လေ့ကျင့်နေတာဖြစ်ကြောင်းကျူးစောကိုတတိပေးလိုက်ပေမဲ့ကျူးစောကတော့အလွယ်တကူပဲကာကွယ်လိုက်ပြီးသူကလေ့ကျင့်မှုလိုသေးတယ်လို့ပြန်ပြောလိုက်ပါတယ်ရှင်းလို့ခေါ်တဲ့ကောင်လေးတယောက်ကသူတို့ကိုအဝေးကနေကြည့်နေပြီးကျူးစောကမြင်ရတာထက်ပိုပြီးတော်နေတာကိုသူတတိထားမိလိုက်ပါတယ်အတိတ်ကအကြောင်းအရာတစ်ခုမှာတော့ရှင်းကလမ်းကြားတစ်ခုထဲမှာရှိနေပြီးလူတစ်ယောက်ကသူ့ကိုပြစ်ဖို့စူးစမ်းနေတာကိုတွေ့လိုက်ရပေမဲ့ရှင်းကကြီးစံတွေကိုရှောင်းလိုက်ပြီးအဲ့ဒီလူကိုနေရန်နဲ့စောက်ပစ်လိုက်ပါတယ်အဖွဲ့အစည်းကလူတစ်ယောက်ကရှင်းကိုမျိုးဆက်တစ်ပါရမီရှင်တစ်ယောက်လို့ခေါ်ပြီးချီးကျူးလိုက်ပြီးရှင်းကိုနောက်ထပ်အလုပ်တစ်ခုပေးလိုက်ပါတယ်အဲ့ဒါကတော့နော်ရဲ့ကျောင်းကိုတွားပြီးသူ့မကိုလက်ထပ်ဖို့စူးစမ်းရမှာပါအခုလက်ရှိမှာတော့ဂျူဇာကအရန်တော်တာလားလို့နော်အင်ကမေးလိုက်ပေမဲ့ဂျူဇာကတော့သူဘယ်တော့မှရမ်းမဖြစ်ခဲ့ဘူးလို့ပဲပြောလိုက်ပါတယ်ဂျူဇာ6ထုတ်လိုက်တဲ့ကောင်လေးကတော်တော်လေးတော်ပုံရတာကြောင့်နော်အင်ကဂျူဇာကိုမယုံပါဘူးဒါဟာမတော်တဆပဲလို့ဂျူဇာကသူ့မကိုပြန်ပြောလိုက်ပါတယ်သူတို့ကချစ်သူအတူတွေပဲမို့ဂျူဇာရဲ့လှုပ်ဝက်ချက်တွေကိုဆက်မမေးတော့ဘူးနော်အင်ကဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့အဖေကဂျူဇာကိုပြီးခိုင်းတဲ့ဘောပင်တစ်ချောင်းချောင်းကိုနော်အင်ကပြောပြလိုက်ပြီး
သူမရဲ့အဖေဘာဖြစ်လို့ဒီလိုလုပ်တာလဲဆိုတာကိုသူမကနားမလည်နိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒီနောက်မှာတော့ရှင်ကဂျူးဇတို့အတန်းထဲကိုပြောင်းလာခဲ့ပြီးသူကအဖွဲ့အစည်းကလူမန်းဂျူးဇကချက်ချင်းတိလိုက်ရပြီးအားလုံးကလည်းရှင်ကအရန်ချောတာကြောင့်အံ့ဩနေကြပါတယ်။ဆရာကသူ့ကိုကိုမိတ်ဆက်ခိုင်းလိုက်ပြီးမဲ့ရှင်ကစိတ်လှုပ်ရှားပြီးဘာမှမပြောနိုင်ဖြစ်နေပါတယ်။သူကနော်ရင်ရဲ့ဘေးမှာထိုင်လိုက်ပြီးသူမကသူ့ကိုစကားပြောဖို့ကြိုးစားပေမဲ့သူမကအရန်ချစ်ဖို့ကောင်းတာကြောင့်ရှင်ကခေါင်းငုံထားလိုက်ပါတယ်။ဒီလောက်လာတဲ့မိန်းကလေးကိုစကားပြောဖို့ခက်ခဲပေမဲ့အလုပ်လုပ်ဖို့လိုအပ်တာကြောင့်သူမကိုသူသဘောကျကြောင်းနဲ့ကြောင်းစင်းရင်စောင့်နေမဲ့အကြောင်းရေးထားတဲ့စာတစ်စောင်ကိုရှင်ကပေးလိုက်ပါတယ်။ဂျူးဇော့ကိုသူမနဲ့အတူလိုက်ခဲ့ဖို့နော်ရင်ကပြောလိုက်တာကိုရှင်ကကြားသွားပြီးဂျူးဇာပါလာရင်အခြေအနေတွေကပိုပြီးရှုပ်ထွေးသွားလိမ့်မယ်လို့ရှင်ကရှင်းပြလိုက်ပါတယ်။ရှင်စီကနေထူးဆန်းတဲ့ခံစားချက်တစ်ခုကိုနော်ရင်ကတီးလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ရှင်မနိုတီကောင်အတူပါလာတာကိုတွေးလိုက်ရလို့နော်ရင်တယောက်လန့်သွားပါတယ်။သူမကိုလန့်သွားအောင်လုပ်မိတဲ့အတွက်ရှင်ကတောင်းပန်လိုက်ပြီးသူကလူရှိထွက်ရမှာကိုအရန်ကြောက်တဲ့ကြောင်မှတ်ချက်ပေးလိုက်ပါတယ်။ဒါပေမဲ့ကလေးတယောက်လိုလုပ်နေရင်တော့သူကပုံမှန်အတိုင်းဖြစ်သွားတာပါရှင်ကဒီလိုအတိတ်ပဲမရှိတာတွေကိုဘာမှမဖြစ်တယ်လို့ပြောနေတာကိုနော်ရင်ကမယုံနိုင်အောင်ဖြစ်နေပြီးအဖွဲ့အစည်းမှာလူစမ်းတွေအများကြီးရှိတာကိုဂျူးဇော့ကသိပေမဲ့ရှင်ကတော့တကယ်ကိုစိုးလို့နေလို့သူကထင်နေတာပါဂျူးဇော့ကသူမရဲ့ချစ်သူဖြစ်ကြောင်းနော်ရင်ကပြောလိုက်ပေမဲ့ရှင်ကတော့သူမရဲ့လက်ကိုကင်လိုက်ပြီးသူ့ကိုအခွင့်အရေးပေးဖို့နော်ရင်ကိုတောင်းဆိုလိုက်ပါတယ်သူ့ကိုအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ရှင်ကတကယ်ကိုချုံမောတဲ့သူဖြစ်မှန်းနော်ရင်ကသိလိုက်ရပေမဲ့သူနိုတီကောင်အတူအသုံးပြုနေတာကိုတော့သူမကလုံးဝသဘောမကျပါဘူးသူ့ကိုညှင်းပယ်ဖို့နီးလန်းတွေအများကြီးရှိပေမဲ့နောက်ဆုံးမှာတော့နိုရင်ကရှင်ရဲ့မျက်နှာကိုထိုးလိုက်ပါတယ်ဘာလို့လဲဆိုတော့ရှင်ကသူမနောက်ကိုလိုက်ဖို့အမိန့်ပေးခံထားရတာကိုနိုရင်ကသိနေလို့ပါပဲသူ့မောက်ကိုနောက်ပြောင်ပြီးလာပြောနေတာကတခြားယောက်ျားလေးတွေကိုပါစော်ကားရရောက်တယ်လို့နိုရင်ကရှင်းပြလိုက်ပြီးသူကအရက်ခံရဖို့ထိုက်တန်တယ်လို့သူမကထင်နေတာပါသူမကပွင့်လင်းလွန်းတာကြောင့်ရှင်ကသူမကိုတကယ်ပဲချစ်သွားခဲ့ပြီးသူအတီးပြောနေတာဖြစ်ကြောင်းနိုရင်ကိုပြောလိုက်ပါတယ်သူကဂျူးဇာကိုရုတ်တရက်ကန်လိုက်ပြီးဂျူးဇာကလည်းအဖွဲ့အစည်းကလူမန်းရှင်ကတိသွားပါတယ်သူကဂျူးဇာကိုစိန်ခေါ်လိုက်ပြီးအနိုင်ရတဲ့သူကနော်ရင်ကိုရမယ်လို့ပြောလိုက်ပေမဲ့ဂျူးဇာကတော့သူမကိုမပေးနိုင်ဘူးလို့ညင်းလိုက်ပါတယ်ဂျူးဇာစီမှာရှိတဲ့ဘောပင်ကဘသူကတကယ်စစ်ဆက်ထားတဲ့သူလဲဆိုတာကိုတက်တည်ပြနေတာဖြစ်ကြောင်းရှင်ကမှတ်ချက်ပေးလိုက်ပြီးသူမရဲ့အဖေကစီးမြင့်အစ်စ်တွေထုတ်ပြန်ထားတာကိုသူတို့သိလိုက်ရပါတယ်အဲ့ဒါကတော့နောက်ဆုံးမှဘောပင်ပိုင်တဲ့သူကသူမရဲ့စစ်ဆက်ထားသူဖြစ်လာမှာပဲဖြစ်ပါတယ်သူမတွက်နဲ့လူတွေရန်ဖြစ်နေကြတာကိုနော်ရင်ကမုန်းနေပြီးသူမကဘသူနဲ့မှတွဲဖို့စိတ်မကူးထားတာကြောင့်ဂျူးဇာကချစ်သူအတူလုပ်ပေးနေတာဖြစ်ကြောင်းသူမကပြောပြလိုက်ပါတယ်ပြိုင်ပွဲစားတဲ့အခါမှာတော့တနာရီတွင်းဂျူးဇာရဲ့ပါဆက်သေးကိုနိုတီကောင်အတူထည့်ခိုင်းဖို့ကသူ့ရဲ့ရီမန်းချက်ဖြစ်ကြောင်းရှင်ကမှတ်ချက်ပေးလိုက်တာကြောင့်ထည့်ခဲ့တဲ့ဘောဘောတို့ကအရန်ရင်မောနေကြပြီးဂျူးဇာနဲ့နော်ရင်တို့ကတော့ရှင်းရဲ့ရီမန်းချက်ကတကယ်ကိုအတိတ်ပဲမရှိဘူးလို့ထင်နေကြပါတယ်ရှင်ကနော်ရင်ကိုချစ်ကြောင်းထပ်ပြောလိုက်ပြီးသူအနိုင်ရရင်သူမရဲ့ပေါင်ပေါ်မှာအိတ်ချင်တယ်လို့မှတ်ချက်ပေးလိုက်ပြီးမြဲဒါဟာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့နော်ရင်ကပြန်ပြောလိုက်ပါတယ်တိုက်ပွဲစားတဲ့အခါမှာတော့ရှင်ကဂျူးဇာကိုတိုက်ခိုက်လိုက်ပြီးဂျူးဇာကလည်းရှောင်တိန်နေပါတယ်ဒါပေမဲ့ရှင်ကဒီလောက်တော်နေတာကိုဂျူးဇာကအံ့ဩနေတာပါသူကထွက်ပြေးဖို့ကြိုးစားပေမဲ့ကိုရဲ့အချက်လက်ကိုလှုပ်ဝက်ထားရတာကြောင့်ဒါကခက်ခဲလိမ့်မယ်လို့ခောက်တာကထင်နေပါတယ်ဒါကြောင့်ဂျူးဇော့ကတာမန်ကလေးတယောက်လိုပဲတိုက်ခိုက်မှုတွေကိုရှောင်တိန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နော်ရင်ကသူ့ကိုညှင်းလိုက်တဲ့အခါမှာသူနဲ့ဂျူးဇော့နဲ့ဘာကွာခြားလဲဆိုတာကိုရှင်ကသိချင်နေပြီးသူတို့နှစ်ယောက်ထဲကတယောက်ကကလေးဖြစ်နေပြီးနောက်တယောက်ကမဟုတ်တာကြောင့်လို့သူကသိလိုက်ရပေမဲ့ဂျူးဇော့ကတော့ရှင်ဘာပြောနေမှန်းကိုလုံးဝနားမလည်ပါဘူး။ဂျူးဇော့ရဲ့ပါဆက်သေးကိုနိုတီကောင်အတူထဲလိုက်ရင်သူတို့နှစ်ယောက်စလုံးကလေးတွေဖြစ်သွားမှာဖြစ်ပြီးသူကဂျူးဇော့ထက်ပိုတော်တဲ့သူဖြစ်လာလိမ့်မယ်လို့ရှင်ကထင်နေတာပါရှင်ကသူ့ကိုဆက်ပြီးတိုက်ခိုက်နေရင်းနဲ့ဂျူးဇော့ကနော်ရင်ကိုသူ့ထက်ပိုချစ်တာလားဆိုတာကိုသိချင်နေပြီးနော်ရင်အပေါ်ဘာခံစားချက်မှမရှိတာကိုဂျူးဇော့ကပြန်စဉ်းစားမိလိုက်ပါတယ်။ဒါပေမဲ့သူကခုတ်စုကိုရုတ်တရက်တတိယသွားပါတယ်အချိန်ကုန်ခါနီးမှာတော့ရှင်ကဂျူးဇာစီကိုနိုတီကောင်အတူနဲ့ပြစ်လိုက်ပေမဲ့ဂျူးဇာကရှောင်လိုက်ပါတယ်ဒါပေမဲ့ရှင်ကကျိုးတစ်ချောင်းကိုဆွဲလိုက်တဲ့အခါမှာတော့နိုတီကောင်အတူတွေအများကြီးဂျူးဇာစီကိုရောက်လာပါတယ်သူကခုံပြီးရှောင်လိုက်ပေမဲ့ရှင်ကသူ့ရဲ့လက်တွေကိုကျိုးနဲ့ချီလိုက်ပြီးဂျူးဇာကလည်းမျက်ချစ်တစ်ခုကိုနင်းမိသွားတာကြောင့်အဲ့ဒီမှာရှိနေတဲ့နိုတီကောင်အတူကသူ့စီရောက်လာပါတယ်ဒါကသူ့ပါဆက်စီကိုရောက်လာတာကြောင့်ဂျူးဇာတယောက်ရှုံးတော့မယ်လို့အားလုံးကထင်နေကြပေမဲ့ရုတ်တရက်ရက်သွားတာကြောင့်ဂျူးဇာကကျိုးတစ်ချောင်းနဲ့အဲ့ဒါကိုတားထားတာဖြစ်မှန်းချင်းကသိလိုက်ရပါတယ်ဂျူးဇာကပြိုင်ပွဲမှာအနိုင်ရသွားပြီးသူ့လည်းနော်ရင်ကိုချစ်ပေမဲ့ရှင်ရဲ့အချင်းနဲ့တော့လုံးဝမတူဘူးလို့ပြောလိုက်ပါတယ်နော်ရင်ကိုကြည့်ရင်သူ့သမီးခုတ်စုကိုဂျူးဇော့ကတတိယနေတာပါသူ့သမီးအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့တာကြောင့်နော်ရင်ကိုကောက်ွယ်ပြီးပျော်ရွှင်အောင်ထားချင်နေတာဖြစ်ကြောင်းဂျူးဇော့ကပြောပြလိုက်ပါတယ်ဂျူးဇော့ရဲ့အတန်းထဲမှာဆရာကနောက်ပတ်မှာစာမှုပွဲရှိမဲ့အကြောင်းကြီးညာလိုက်တာကြောင့်အားလုံးကစာမှုပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်ပါတယ်အလဲတန်းကျောင်းရဲ့ပထမဆုံးစာမှုပွဲဖြစ်တာကြောင့်သူ့ရဲ့တငယ်ချင်းတွေကစိုးရိမ်နေကြပေမဲ့ဂျူးဇော့ကတော့စာမှုပွဲမှာအမှတ်ကောင်းရအောင်လုပ်မယ်လို့ဆုံးဖြတ်ထားတာကိုဝေးကသတိထားမိလိုက်ပါတယ်သူရန်စာတွေလုပ်နေရင်လူတွေကတန်တရားဖြစ်လာနိုင်တာကြောင့်ပုံမှန်တိုင်းပဲနေဖို့ခက်ခက်ကပြောလိုက်တာကြောင့်ဂျူးဇော့ကလည်းစိုးရိမ်နေတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ယောက်ျားလေးတွေကသူမနောက်ကိုမလိုက်ကြတော့တာကြောင့်နော်ရင်ကပြောနေတာကိုထဲခဲတာနဲ့ပေါ်တို့ကသတိထားမိလိုက်ပြီးစာမှုပွဲကာလကအမြဲတမ်းရှိနေစေချင်တယ်လို့နော်ရင်ကမျှော်လင့်နေတာပါထဲခဲတာကဂျူးဇော့နဲ့တိုက်မိသွားပြီးဂျူးဇိုတယောက်အရန်နှွဲ့နေနေတာကိုသူတို့ကတွေးလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူကစာမှုပွဲအတွက်တညလုံးမအိပ်ပဲစာလုပ်ထားလို့ပါပဲသူအိပ်တင်တယ်လို့ဝဲကပြောလိုက်ပေမဲ့ဂျူးဇော့ကတော့စာလုပ်နေတာကိုမရက်နိုင်ဘူးလို့ရှင်းပြလိုက်ပြီးနေထွက်လာတာကိုမြင်လိုက်ရတဲ့အချိန်ထိသူကတညလုံးစာလုပ်နေခဲ့တာပါအတန်းစင်းတဲ့အခါမှာလဲဂျူးဇော့ကစာရီထက်လုပ်နေတာကြောင့်ခေါက်ထားကသူ့ကိုအရန်စာမလုပ်ကိုပြောလိုက်ပေမဲ့ဂျူးဇော့ကတော့သူ့ကိစ္စသူသိတယ်လို့ပဲပြန်ပြောလိုက်ပါတယ်
ဒီညမှာသူလှုပ်ရှားရှိတာကြောင့်ဂျူးစာကိုကျဲဘက်မှစီမှာသွားစားဖို့ခထားကမှတ်ချက်ပေးလိုက်ပြီးဒါဟာစိတ်ပန်းပြေစေလိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။အဲ့ဒီညနေမှာတော့ဂျူးစလမ်းလျှောက်နေတာကိုနှောင်းကတွေးသွားပြီးသူ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပေမဲ့ယောက်ျားလေးတယောက်နဲ့ဂျူးဆိုစကားပြောနေပြီးဘာတစ်ခုတည်းကိုဝင်သွားတာကိုသူမကတွေးလိုက်ရပါတယ်။သူမမြင်နေရတာကိုမယုံနိုင်အောင်ဖြစ်နေပြီးဂျူးဆိုအဲ့ဒီမှာဘာလုပ်နေတာလဲဆိုတာကိုသူမကသိချင်နေပေမဲ့ဒါကတော့ဂျဲဘက်မီလို့ခေါ်တဲ့အမျိုးသမီးရဲ့ဘာတစ်ခုဖြစ်ပြီးဂျူးဆိုကညစာစားဖို့သွားတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျဲဘယ်မှာကဂျူးဆိုကိုအစပိုင်းမှာမှတ်မိခြင်းမရှိပေမဲ့သူကနာမည်ကျော်လူသက်သမားဖြစ်ကြောင်းခတ်ထာကပြောပြလိုက်တဲ့အခါမှာတော့ဂျူးဆိုတယောက်ကလေးပြန်ဖြစ်သွားတာကိုသူမကမယုံနိုင်အောင်ဖြစ်နေပါတယ်။ဝီလေသူတို့စီကိုရောက်လာပြီးဂျူးဆိုရဲ့မျက်လုံးတွေကဘာဖြစ်လို့ညူနေရတာလဲလို့မေးလိုက်ပေမဲ့သူမကခုံးစုကိုကြည့်ရမှာမို့လို့ဒီမှာအရက်မတောက်တင်ကြောင်းဂျူးဆိုကပြန်ပြောလိုက်ပါတယ်။သူတို့သမီးကကိုပြုစုစောင့်ရှောက်နိုင်ပြီဖြစ်ကြောင်းရီကရှင်းပြလိုက်ပြီးလူသက်သမားတယောက်အနေနဲ့အမှားမခံနိုင်တာကြောင့်ဂျူးဇောကစာရီကိုအပြင်းထန်စူးစမ်းနေတာကိုလည်းသူမကနားလည်ပေးထားပါတယ်။ဒါပေမဲ့အလဲတန်းចောင်းသားတယောက်အနေနဲ့အမှားလုပ်မိတာကပြဿနာမရှိဘူးလို့သူမကမှတ်ချက်ပေးလိုက်ပြီးဂျူးဇောတယောက်ကလေးပြန်ဖြစ်သွားတဲ့အချိန်ကစပြီးပိုးပြီးတက်ကြွနေတယ်လို့လည်းပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂျူးဇာကရီကိုပူတာအထိလိုက်ပို့ပေးနေတာကိုနှောင်းကတွေ့သွားပြီးသူကဘာဖြစ်လို့လူကြီးမျိုးသမီးတယောက်နဲ့အတူရှိနေတာလဲဆိုတာကိုသူမကသိချင်နေတာပါចောင်းသားတွေစာမှုပွဲထိလိုက်ကြပြီးဂျူးဇောကတော့အမှတ်တင်ပဲရလိုက်ပေမဲ့နောက်ဆုံးစာမှုပွဲမှာပိုကောင်းအောင်လုပ်မယ်လို့သူကဆုံးဖြတ်ထားပါတယ်သူတငယ်ချင်းအများစုကလည်းအမှတ်ကောင်းရကြပေမဲ့ရှင်ကတော့ဘာသာရဲ့အားလုံးမှာသူညံ့ရလိုက်တာကြောင့်ဝမ်းနေနေပြီးဂျူးဇာရဲ့အပြုမူတွေကလူကြီးတယောက်နဲ့တူနေတာကြောင့်သူကတကယ်အလဲတန်းចောင်းသားဟုတ်မဟုတ်ကိုနှောင်းကတန်တရားဖြစ်နေပါတယ်ရှေ့စတကကလပ်ကအဖွဲ့ဝင်တွေကိုကျေးသီးတက်ညီတင်ပေးနေပြီးဂျိုးစာလည်းလှုပ်ကြည့်ပေမဲ့အစင်မပြေဖြစ်နေပါတယ်။နှုံးရင်လည်းအစင်မပြေတာကြောင့်လူကြီးတွေကိုကူညီခိုင်းလိုက်ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးလှုပ်တက်သွားကြပါတယ်။ဂျူးစာနဲ့နှုံးတို့ကခေလို့လို့ခေါ်တဲ့ကောင်လေးတယောက်နဲ့တွေ့လိုက်ရပြီးသူကနေကြပန်းတွေကိုရေလောင်းနေတာပါ။အဲ့ဒီပန်းတွေပွင့်လာတာကိုမြင်ရဖို့အတွက်နှုံးရင်ကအရန်ကိုစိတ်လှုပ်ရှားနေပါတယ်။ဘာလို့စိတ်ပြတ်မနေတာလဲလို့ဂျိုးစာကမေးလိုက်တဲ့အခါမှာတော့ဒီကလပ်ကနေအသုံးဝင်တဲ့အရာတွေကိုတင်ယူနိုင်တာကြောင့်သဘောကျကြောင်းနှောင်းရင်ကရှင်းပြလိုက်ပါတယ်။ဒါကသူတို့အတွက်အရေးချင်းတစ်တွေကိုတိုးတက်စီလိုပါပဲ။နောက်တစ်နေ့မှာတော့ baseball အဖွဲ့အတွက်ထမင်းစုပ်တွေလုပ်ပေးဖို့ချစ်စတကအဖွဲ့ဝင်တွေကိုပြောလိုက်ပြီးမြဲဒီထမင်းစုပ်တွေကလူကြီးအဖွဲ့အတွက်ဖြစ်ကြောင်းမင်းကလေးတယောက်ကရှင်းပြလိုက်ပါတယ်။အဲ့ဒီအဖွဲ့မှာယူနီကွန်တယောက်ပါဝင်ကြောင်းသူမကမှတ်ချက်ပေးလိုက်တာကြောင့်ပြဿနာရှိလာနိုင်တာကိုခေစတကတီးလိုက်ရပြီးယူဇောနဲ့နှောင်းတို့ကိုဒီလုံမှာမပါလဲရကြောင်းပြောလိုက်ပြီးမြဲသူတို့ကတော့ပါဝင်ဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။သူတို့အားကစားကွင်းကိုတွားလိုက်တဲ့အခါမှာတော့ကစားသမားတွေကထမင်းစုပ်တွေကိုပျော်ပျော်ပါးပါးစားနေကြပြီးထန်တို့လို့ခေါ်တဲ့အရက်ရှိတဲ့ကောင်လေးတယောက်ကိုဂျူးဇောကတတိထားမိလိုက်ပြီးသူကအစားအစာတွေအတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။သူကဂျူးဇောနဲ့နှောင်းတို့ကိုတိနေတာဖြစ်ပြီးဂျူးဇောကိုစိန်ခေါ်လိုက်ပါတယ်။အနိုင်ရတဲ့သူကနှောင်းရဲ့ချစ်သူဖြစ်လာမှလို့သူကပြောလိုက်ပြီးမြဲသူ့ကိုသူမသိကြောင်းထန်တို့ကိုနှောင်းကပြောလိုက်ပြီးမြဲသူကသူမကိုစိတ်ဝင်စားနေတာမဟုတ်ကြောင်းထန်တို့ကရှင်းပြလိုက်ပြီးဂျူးဇောကသာအနိုင်ယူချင်နေတာဖြစ်ကြောင်းမှတ်ချက်ပေးလိုက်ပါတယ်။အားလုံးကသူ့ကိုစောင့်ကြည့်စေချင်ကြောင်းနဲ့တမိုင်းမှာအားကစားသုံးမျိုးစလုံးမှာအတော်ဆုံးသူဖြစ်လာချင်ကြောင်းထန်တို့ကပြောပြလိုက်ပြီးမြဲဂျူးဇောကတော့သူပါရီပြောနေမှန်းကိုလုံးဝနားမလည်ပါဘူးထန်တို့က baseball ဘောလုံးနဲ့ basketball တို့မှာတကယ်ကိုတော်တဲ့သူဖြစ်မှန်းခေါ်တာကတိလိုက်ရပြီးအားကစားသုံးမျိုးစလုံးမှာအကောင်းဆုံးကစားသမားဖြစ်ချင်ကြောင်းထန်တို့ကအားလုံးကိုပြောပြလိုက်ပါတယ်ဂျူးဇောကတော့အသုံးမကျတဲ့သူတွေရှိတဲ့ကလပ်ကတယောက်သာဖြစ်တာကြောင့်သူ့ကိုဂရုမစိုက်ကြောင်းထန်တို့ကပြောလိုက်ပါတယ်ထန်တို့ကဂျူးဇောကိုအနိုင်ယူချင်နေတာဖြစ်ပြီးဂျူးဇောကလည်းစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကလပ်ကိုလာပြီးစော်ကားခဲ့တဲ့အတွက်ဂျူးဇောကပြန်လက်စားချခြင်းလို့ပါပဲဘောလုံးကစားပြီးရှင်ပြိုင်ကြမှာဖြစ်ကြောင်းနဲ့လူတွေအများကြီးခေါ်လာနိုင်ကြောင်းထန်တူကပြောလိုက်ပေမဲ့အကူအညီမလိုကြောင်းဂျူးဇောကပြန်ပြောလိုက်တာကြောင့်တယောက်တည်းဆိုရင်မမျှတဘူးလို့ထန်တူကထင်နေတာပါဘေ့စ်ဘောအဖွဲ့ရဲ့ညီပြကထန်တူရဲ့ရိုင်းပြမှုအတွက်တောင်းပန်လိုက်ပေမဲ့ထန်တူကအဖွဲ့မှာအတော်ဆုံးကစားသမားဖြစ်တာကြောင့်သူ့ရဲ့အပြုအမူကိုနားလည်ပေးထားကြကြောင်းသူ့တငယ်ချင်းတွေကရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကလပ်ကအဖွဲ့ဝင်တွေကသူတို့ကိုစော်ကားခဲ့တဲ့ထန်တူကိုလက်စားချခြင်းနေကြပြီးထန်နာကသူ့မကိုအရေးကြီးတဲ့သူတယောက်လိုမျိုးပြောခဲ့တာကြောင့်နှုံးရင်လည်းအာနာနေတာပါရှင်ကလည်းနှုံးရင်ကိုစော်ကားခဲ့တဲ့ထန်တော်ကိုအပြစ်ပေးချင်တာကြောင့်ပြိုင်ပွဲမှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပြီးခေထားကလည်းသူတို့ကလပ်ကိုလှောင်ပြောင်ခဲ့တဲ့အတွက်ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညနေမှာတော့ထန်တိုကသူ့တငယ်ချင်းနဲ့အတူရှိနေပြီးဘာဖြစ်လို့ဂျူးဇိုနဲ့ရန်ထိရတာလဲလို့သူ့တငယ်ချင်းကမေးလိုက်တာကြောင့်ဂျူးဇိုနဲ့ရှင်တို့ရဲ့တိုက်ပွဲကိုမြင်ခဲ့တာကြောင့်ဂျူးဇိုကိုစိတ်ဝင်စားသွားတာဖြစ်ကြောင်းထန်တိုကပြောပြလိုက်ပါတယ်သူ့တငယ်ချင်းကတော့ပြိုင်ပွဲမှာအစွမ်းကုန်မကစားဘူးလို့မှတ်ချက်ပေးလိုက်ပြီးမြဲထန်တိုကသူ့တငယ်ချင်းစီကနေဘာမှမမျှော်လင့်ကြောင်းပြောလိုက်တာကြောင့်တငယ်ချင်းဖြစ်သူကစိတ်တူသွားပြီးဘောလုံးကိုအပြင်းထန်ကန်လိုက်ပြီးမြဲထန်တိုကအလွယ်တကူပဲဖမ်းလိုက်ပြီးဒါကကောင်းတဲ့ပေးပို့မှုတစ်ခုပဲလို့သူ့တငယ်ချင်းကိုပြောလိုက်ပါတယ်အားလုံးကပြိုင်ပွဲအတွက်ပြင်ဆင်နေကြပြီးထန်တော်သာရှုံးသွားရင်သူတို့ကလပ်ကိုတောင်းပန်ရမယ်လို့ဂျူးဇောကပြောလိုက်ပြီးမြဲထန်တော်ကတော့သူ့အနိုင်ရမှာကိုယုံကြည်နေတာကြောင့်ဒါဟာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ထင်နေပါတယ်